ဘဝမှာတမိုးထားရတဲ့အမတ်တရားတွေကိုကိုရဲ့ထုပတိလေးတပုတ်အဖြစ်ပြောင်းလဲဖို့စစ်ကူးဖူးကြမှာပါဒါပေမဲ့အဲ့ဒီအတွေ့ကဘယ်ကစရေးရမလဲဆိုတဲ့နေရာမှာပဲတဆုပ်ပြီးရက်သွားရတယ်နော်ကိစ္စမရှိပါဘူးဒီနေ့မှလေတကယ်ကိုအံ့ဩစရာကောင်းလောက်အောင်ယူရှင်းပြီးတော့ထိရောက်တဲ့နီလန်းတစ်ခုကိုအတူတူလေးလာကြည့်ကြရအောင်အဲ့ဒီမေကောင်းကလေကိုအတိတ်အကြောင်းစာတပုတ်လောက်ရေးကြည့်မယ်လို့စူးစမ်းဘူးတူတိုင်းကြုံရတဲ့အခက်ခဲကြီးပါပဲဟုတ်တယ်မလားရင်ထဲမှာတော့ခန်းစားချက်တွေကအပိဦးနောက်ထဲမှာလည်းမက်ညံအပိုင်းအစားတွေကဟိုတစဒီတစနဲ့အဲ့ဒါတွေကိုစုပြီးဇလန်းတပုတ်ခရအောင်ပုံဖော်ဖို့ဆိုတာတော်တော်ခက်ခဲတယ်လို့ခန်းစားရတတ်ပါတယ်။ဒါပေမဲ့လေအားမငယ်ပါနဲ့။ဒါကစာရေးမဲ့သူတိုင်းနေပါကြုံရတာမို့လို့ကိုတယောက်တည်းမဟုတ်ဖို့ဆိုတာလေးအရင်ဆုံးသိထားစီခြင်းပါတယ်။အဲ့ဒီတော့ဒီစင်ခေါ်မှုကိုဖြည့်ရှင်းဖို့ခင်မီတဲ့နီလန်တစ်ခုရှိလာပါပြီ။အဲ့ဒါကတော့ AI ကိုရေးမတန်းအလုပ်ယုံလို့ခေါ်ပါတယ်။ဒါပေမဲ့ခဏလေးနော်AI ဆိုတာနဲ့ကုတ်ဇလန်းကိုသူကအစားထိုးရေးပေးတော့မှလားလို့မထင်လိုက်ပါနဲ့အဲ့လိုလုံးဝမဟုတ်ပါဘူးသူကကိုယ့်ရဲ့ဟိုရောက်ဒီရောက်ဖြစ်နေတဲ့အတွေးတွေကိုစုစည်းပေးမယ်စနစ်တကျဖြစ်အောင်ကူညီပေးမယ်လက်ထောက်ကောင်းတစ်ယောက်လိုပါပဲဇလန်းရဲ့အသက်ဇလန်းရဲ့နှလုံးသားကတော့ကိုယ့်ရဲ့ကိုယ်ပိုင်အသက်နဲ့ခံစားချက်တွေပဲဖြစ်နေမှာပါကဲဟုတ်ပြီတောင်ဆိုလက်တွေဘက်ကိုတိုးကြည့်ကြရအောင်ဒီနီလန်ရဲ့အကောင်ဆုံးအချက်ကပါလေဒီလားဘယ်သူမှစိုးအလဲတကူရနိုင်နဲ့အိမ်မာတင်ရှိပြီးသားပစ္စည်းလေးတွေနဲ့တင်စလို့ရတာပါပဲဟုတ်ပါတယ်ကြားတဲ့အတိုင်းပါပဲလိုအပ်တာကဒီ၃မျိုးသေးပါပဲ 5W1H မေကွန်ကက်လေးတွေပြီးတော့နေတိုင်းသုံးနေတဲ့ smartphone တစ်လုံးနောက်ဆုံးဘောပိတ်နဲ့စာရွက်တစ်ရွက်ဒါပါပဲဈေးကြီးတဲ့ software တွေလည်းမလိုဘူးထူထဲတဲ့လမ်းညွှန်စာအုပ်ကြီးတဲ့လုံးဝဖတ်စရာမလိုပါဘူးဆိုတော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုလေစီမံခန့်ခွဲရလွယ်အောင်ပြောစရာကောင်းအောင်9ရက်တာခရီးစဉ်ဆိုပြီးပုံဖော်ထားပါတယ်နေ့တိုင်းအချိန်နဲ့လေးပဲပေးုံနဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အမတ်တရတစ်ခုကနေတကယ့်ကိုလက်စုပ်လက်ကင်ပြလို့ရတဲ့ဇလန်းအချင်းချုပ်တစ်ခုဖြစ်လာမှာပါဒီခီးစင်ကဘလို့ပုံစံလဲဆိုတော့စိတ်ကူးထဲမှာမြင်ကြည့်လိုက်နော်ပထမနေ့မှာအမတ်တရမျိုးစေ့လေးတစ်စိတ်ကိုချလိုက်တယ်ဒုတိယနေ့တတိယနေ့ဒီမှာအဲ့ဒီမျိုးစေ့လေးကိုအချက်လက်တယ်လူပုဂ္ဂိုလ်တွေနေရာတွေဆိုတော့ရေနဲ့မြေလို့စားတွေလောင်းပေးလိုက်တယ်ပြီးတော့မှနောက်ဆုံးပင်စမရရောက်တဲ့အခါမှာလှပတဲ့ဇလန်းချင်းချုပ်ဆိုတဲ့ဘန်းလေးတစ်ပွင့်ဖူးပွင့်လာတာကိုမြင်ရမှာပါဒီခရီးစဉ်တစ်ခုလုံးကိုလမ်းပြပေးမိမိပုံကတော့ 5W1H framework ပါပဲကြားဘူးကြားမှာပါ who what when where why how ပေါ့ဘယ်သူဘာဘယ်ချိန်ဘယ်နေရာဘာကြောင့်ဘယ်လိုဆိုတဲ့ဒီရိုးရှင်းတဲ့မိကို6ခုကဇလန်းတပုတ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေအားလုံးကိုတစ်ခုမှမကြအောင်စနစ်တကျစူးစီးပေးနိုင်တဲ့တကယ်ကိုအစွမ်းထက်တဲ့ထူတစ်ခုပါပဲကဲပထမနေ့မှာဘာလုပ်ရမလဲဆိုတော့အရန်ကိုလွယ်ပါတယ်ပထမဆုံးစိတ်ထဲမှာဆွဲနေတဲ့ဘဝမတရားတစ်ခုကိုရွေးလိုက်ပြီးရင်မေခွန်ကတက်ကတ်ကိုအတန်ကျဲကျဲလေးဖတ်အဲ့ဒီနောက်ကို့အဖြစ်ကိုဖုန်းထဲကိုအတန်နဲ့ recall လုပ်လိုက်ဒါပဲပြီးသွားရင်တော့မေခွန်တစ်ခုစီသူစာပိုက်တိုလေးတွေပြန်ချရေးလိုက်ရုံပါပဲဒီအစင်းကဘာဖျားမှမရှိပဲကို့အသွေးတွေကိုလွတ်လွတ်လပ်လပ်စီစဉ်စေဖို့ပါပဲဒီနေရာမှာတကယ်ကို clever ဖြစ်တဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကအချက်လက်နဲ့ခန်းစားချက်ကိုတက်တက်စီခွဲထားတာပါပဲဆိုတော့ဒုတိယနဲ့တတိယနေ့ဒီမှာဇလန်းရဲ့အယိုးစုလို့ပြောလို့ရတယ်ဘသူဘာဘယ်ချင်းဘယ်နေရာဆိုတဲ့ facts တွေကိုပဲအရင်တိဆောက်တယ်ပြီးတော့မှစတုထနေ့ကျမှအဲ့ဒီအယူစုကိုဇလန်းရဲ့အသက်ဝိညာဉ်ဖြစ်တဲ့ဘာကြောင့်လဲဘယ်လိုခံစားခဲ့ရလဲဆိုတဲ့ခံစားချက်တွေနဲ့ပြန်ဖြေတာပါဒီလိုခွဲလိုက်တဲ့အတွက်ကြောင့်ခံစားချက်တွေထဲမှာပဲနစ်မနေတော့ဘဲနဲ့ဇလန်းရဲ့အခြေခံအုတ်မြစ်ကိုခိုင်ခိုင်မာမာတိဆောက်နိုင်သွားတာပေါ့ကဲအားလုံးစောင့်မျှော်နေတဲ့ပင်စမနေ့ကိုရောက်လာပါပြီ final day ပေါ့ဒီနေ့ကတော့အရင်ရက်တွေကကြိုးစားခဲ့တဲ့မြအတီးပွင့်ဒီကိုစတင်စွတ်ခုမြနေပါပဲဟိုတစဒီတစစုထားတဲ့အစိတ်ပိုင်းတွေအားလုံးကိုပေါင်းဆက်ပြီးတော့လက်စွပ်လက်ကိုက်ပြလို့ရတဲ့ဇလန်းအချင်းချိုးတစ်ခုကိုဖန်တီးကြတော့မှာပါကို့မှာပေါ့နော်ဒီလိုစကြောင်းမျိုးလေးဖြစ်နိုင်တယ်1965ခုနှစ်နွေရာသီမှာအဖွားရဲ့မိဖို့ကြောင့်ကတက်ကြံဖို့ခောက်နှံအမြဲမွေနေခဲ့တယ်ဆိုတာမျိုးဒါကအရင်ရက်တွေကရေးထားတဲ့အထက်ကကို့အချိုက်ဆုံးစကြောင်းတစ်ကြောင်းထင်နိုင်တာပေါ့ဒီလိုအနက်အသက်အတန်အလင်းရောက်အဲ့လိုအာယုံခတ်စားမှုနဲ့ဆိုင်တဲ့အသေးစိတ်အချက်လေးကြီးကစပတ်သူကိုယ့်ရဲ့ကဘာထဲကိုတန်ပြီးဆွဲခေါ်တောင်းနိုင်တဲ့တောတစ်ချောင်းလိုပါပဲပင်ဂျမန်ရဲ့အဓိကအဆင့်တွေကတော့ဒါတွေပါပဲအရင်ရှင်းပါပဲအရင်ဆုံးကိုမတ်စုလေးကိုပြန်ဖတ်ပြီးရင်ရင်ထဲကိုအချီဆုံးစာကြောင်း2ကြောင်း3ကြောင်းလောက်ရွေးထိုးလိုက်ပါပြီးတော့အဲ့ဒီစာကြောင်းတွေကို AIF ထဲကိုပြောချလိုက်တာနဲ့သူကအဲ့လာတွေကိုပေါင်းဆက်ပြီးဇာလန်းမှုရန်တစ်ခုဖန်တီးပေးပါလိမ့်မယ်အရေးကြီးတဲ့နောက်ဆုံးအဆင့်ကတော့အဲ့ဒီမှုရန်ကိုလက်နဲ့ပြန်ကူးရတာပါဒါကရိုးရှင်းတယ်လို့ထင်ရပေမဲ့ကိုယ့်ရဲ့စာသားတွေနဲ့ပိုပြီးနဲ့ရှင်းရှင်းခဏဖြစ်စေတယ်ပြီးတော့ဒါဟာ9ရက်ကိုပိုင်ဖန်တီးမှုပါလားဆိုတဲ့ခံစားချက်ကိုပိုပြီးခိုင်မာစေပါတယ်အဲ့ဒီတော့ဒီ9ရက်တာခရီးစဉ်အဆုံးမှာကိုလက်ထိရောက်လာရဲ့ဒီလက်ရဲမှုကြမ်းကဘာလဲဆိုတော့ကိုရေးချင်တဲ့ဘဝဆက်ကြောင်းစာအုပ်ကြီးတအုံလုံးအတွက်ခိုင်မာတဲ့ခြေခံအုပ်မြစ်
လံပြမြေပုံတစ်ခုဖြစ်သွားတာပါပဲဒီပေါ်မှာခြေခံပြီးတော့ယုံကြည်မှုပြည့်နဲ့စပီချဲထွင်ရေးသားသွားလို့ရပြီပေါ့ နောက်ဆုံးအနေနဲ့ဒီနီလန်းကဘာဖြစ်လို့ဒီလောက်ထိအလုပ်ဖြစ်ရတယ်လဲဆိုတာကိုအနှစ်ချုပ်ကြည့်ရအောင်အဓိကတော့ချက်ကတော့တစ်ခုတည်းပါမယ်သူ့ရဲ့ရိုးရှင်းမှုစွမ်းအားပါပဲဘာလို့လဲဆိုတော့စာတပုတ်ရေးမယ်ဆိုရင်အကြီးမားဆုံးအတားအဆီးကဘာကစားရေးရမယ်မသိဘူးဆိုတဲ့ကြောက်စိတ်ကြီးလေဒီနီလန်းကအဲ့ဒါကိုဖြေရှင်းပေးတယ်ဘာလို့လဲဆိုတော့လမ်းညွန်စာအုပ်တွေဖတ်နေကြမလို့ဘူးကတ်တကက်ကိုရွေးပျော်ရေဒါပဲချက်ချင်းအရှင်စားလို့ရတယ်ပြီးတော့ရိုးရှင်းတဲ့မေးဖွန်းနေတဲ့နီးပညာကိုကောင်းကောင်းပေါင်းဆက်ထားတယ်နောက်ဆုံးအချက်ကတော့ 5W1S framework ကရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုပေးထားတဲ့အတွက်ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကဟိုရောက်တရားနဲ့လမ်းပြောင်းမသွားတော့ဘူးပေါ့ ဒီအပိုင်းလေးကိုဆုံးမတက်ခင်မှာစဉ်းစားစရာမိကုံးလေးတစ်ခုနဲ့ထားခဲ့ချင်ပါတယ်အကယ်၍ဘဝမှာအမတ်တရတစ်ခုတည်းကိုပဲထာဝရသိသိခွင့်ရမယ်ဆိုရင်အဲ့ဒီအမတ်တရားကဘာဖြစ်မလဲအဲ့ဒီအမတ်တရားကပဲကိုယ့်ရဲ့အကောင်းဆုံးဘဝဇလံတစ်ပုဒ်ရဲ့အစဖြစ်လာနိုင်ပါတယ်